လုံးပဲမင်္ဂလာပါရှင်အတင်း live မှာပြန်လည်ကြိုဆိုပါရစေဒီနေ့အတင်းပြောပြချင်တဲ့အကြောင်းအရာကတော့လူတိုင်းဟာကိုညံ့ရည်ကစားပွဲတွေနဲ့ရှင်သန်နေရတဲ့အတွက်ကြောင့်မလို့လူတဦးတစ်ယောက်ကိုနောက်ထပ်ရောက်ကိုပေါ့နော်မနာလိုခြင်းတိုင်ဆိုင်ခြင်းများနဲ့အချိန်ကုန်နေလို့မရပါဘူးကိုညံ့ရည်နဲ့ကိုပဲပြန်ပြီးတော့ပြန်ဆိုင်တင်တယ်လို့ဒီတင်ဘက်ကတော့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတဦးတစ်ယောက်ကိုမနာလို့ဖြစ်လိုက်တာနဲ့ကိုယ့်ရဲ့အချိန်တွေကအများကြီးအချိန်တွေဖဲ့ပေးရပါပြီစိတ်ခံစားချက်တွေဖဲ့ပေးရပါပြီ emotionally ဖဲ့ပေးရပါပြီရှင်အဲအကြောင်းမလို့စိတ်မှာဆိုလို့ရှိရင် negative thinking တွေအရန်ကိုစိုးမိုးလာပါတယ်ကိုယ့်ရဲ့အင်အားတွေကကုံဆုံးလာပါတယ်သူ့အတွက်ကြီးပဲသူ့ကိုဘယ်လိုပြန်ဆိုင်ရမလဲသူ့ကိုဘယ်လိုအနိုင်ယူရမလဲပဲတွေးနေတဲ့အတွက်ကြောင့်မလို့ကိုယ်အလုပ်ပြတ်ပါတယ်အဲ့ဒီအလုပ်ပြတ်မဲ့အစားပညာရဲ့တစ်ခုခုကိုသင်လိုက်တာပေါ့ဟူတုတာတစ်ခုခုကိုရှာမိလိုက်တာအနည်းဆုံးကိုယ့်ဟာကိုယ်လှဖို့အတွက် exercise လုပ်လိုက်တာမှအကျိုးရှိပါတယ်ဒီနေ့ကကိုနဲ့မနှက်ဖြန်ကိုနဲ့ကိုပဲပြိုင်ပါသူများတူတယောက်ကိုလုံးဝမပြိုင်ဆိုင်မိပါစေနဲ့လို့ဒါကလည်းမျိုးသမီးတွေမှာဖြစ်လိဖြစ်တာရှိတဲ့ပြန်ဆိုင်ခြင်းတွေကိုကိုပြန်ဆိုင်ခြင်းနဲ့ပဲကောင်းတဲ့အရေးသွေးတွေမြင့်တင်လိုက်ပါလို့ကျွန်မစိတ်ခွန်အားပေးခြင်းဖြစ်ပါတယ်သဘောထားကွဲလွဲနိုင်ပါတယ်ရှင်တတားနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်